အားလုံးပဲမင်္ဂလာပါကျွန်တော်ဦးကျော်သူပါပညာရေးကိုစိတ်ဝင်စားတယ်ပညာတရားတော်ဝါဒနာပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကငွေရှာရတာမလွယ်တဲ့အခါမှာမိဘတွေအနေနဲ့ကိုသားသမီးကိုထားတော့ထားခြင်းနဲ့ငွေရှာရတာမလွယ်ဘူးဆိုတဲ့မိဘတွေလည်းပဲရှိကောင်းရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်ဗာစီစဉ်ထားလေလို့ဆိုတော့ကောနော်ကျွန်တော်လူ10ယောက်လောက်ကိုတော့ကျွန်တော်အခမဲ့တင်ဖို့ရန်အတွက်ကျွန်တော်စီစဉ်ထားပါတယ်ကျောင်းသား10ယောက်ပါကျောင်းသူပဲလာတက်တဲ့ကျောင်းသားပဲလာတက်တဲ့10ယောက်ပါအဲ့တော့အချိန်လေးတွေကဘယ်နည်းလေးလဲဆိုတော့မှတ်ထားနော်ကျွန်တော်ပြပြမယ်တနင်္လာနဲ့sorry ကျွန်တော်မတော်လို့ပါအင်္ဂါနဲ့ဗုဒ္ဓဟူးနေ့နော်အင်္ဂါဗုဒ္ဓဟူးနေ့ကိုမနေ့7နာရီရနေပြီးတော့9နာရီခွဲအထိ7နာရီရနေပြီးတော့9နာရီခွဲအထိကျွန်တော်မလုပ်လဲဆိုရှင်စာလီစာကိုနဲ့ပတ်သက်တာတွေမှန်သမျှမြန်မာစာနဲ့ပတ်သက်တာတွေမှန်သမျှအားလုံးအခမဲ့တင်ပေးသွားမှာပါကျွန်တော်အခမဲ့တင်ပေးမှာပါဒါပေမဲ့လို့ဘာတောင်းယူရမလဲဆိုရင်တော့ကျွန်တော်တို့ကသင်တန်းပြီးဆုံးတဲ့အထိတက်ပေးရမယ်သင်တန်းပြီးရင်လည်းပဲကျွန်တော်ကဒီကနေပြီးတော့ဘာလို့ရှိရင်ဒီကလေးကတကယ်မြန်မာစာပေကိုသိတယ်တက်တယ်ဆိုတော့သိတက်မြောက်တယ်ဆိုတော့ကျွန်တော်ဆရာကြီးရဲ့ဂုဏ်လူဆောင်ကက်ကလေးကိုကျွန်တော်ဘာလို့ဆိုရှင်ထပ်ဆင်ပြီးတော့ချီးမြှင့်ပါပါချီးမြှင့်ပါပဲအဲ့တော့အင်္ဂါနဲ့ဗုဒ္ဓဟူးမနေ့7နာရီရနေပြီးတော့9နာရီခွဲတန်းရှိမယ်တကယ်လို့အဲ့ဒီအတန်းမတက်ချင်ဘူးဆိုရင်ကျွန်တော်တို့ဘယ်တန်းရှိမလဲလို့ဆိုတော့မနေ့ကျွန်တော်တို့တောက်ကြာနဲ့ကြာတာပရိတောက်ကြာဘာလို့လဲဆိုရှင်7နာရီရနေပြီးတော့9နာရီခွဲ2တန်းရှိပါမယ်တန်းကိုကျွန်တော်က10ယောက်ပဲလက်ခံမှာဖြစ်ပါတယ်အဲ့ထဲမှာမှငွေကြီးတက်နိုင်လို့အချင်းနေဆိုလို့လည်းပဲအပေါ်ပြမအနိုင်လို့ကျွန်တော်တို့ကပါရှင်လာတင်မယ်ဆိုတော့လာတင်ဘာမှပေးစရာမလိုပါဘူးကြောင်းပြီးဆုံးအောင်တက်ဖို့ပဲလိုပါတယ်လို့ပြောရင်းပညာကိုရှာခြင်းနဲ့အတက်ပြမလွယ်ဘူးငွေရှာရတာမလွယ်ဘူးဆိုတဲ့သားရီသမီးတွေအတွက်အကောင်းမွန်ဆုံးသောအခွင့်အရေးတစ်ခုပါပဲကျင်းတင်ငန်းကျော်တောင်ဥက္ကလာပြီးတော့ကတာမွေရန်ကင်းလာရောက်ပြီးတော့ဗာလဲတက်လို့ရပါတယ်နောက်ပြီးတော့ဒေတာခြေသူအများကြီးတင်ပါတယ်ဇဝနမှတ်တိုင်မှာဆင်းလို့ရပါတယ်ဇဝနမှတ်တိုင်ဆင်းကျွန်တော်စီကိုပဲလဲလမ်းလျှောက်ပြီးတော့လာလို့ရပါတယ်ခြေသူအများကြီးတင်ပါတယ်